အတ္တနိစီပိယံစင်ညာကိုမျက်နှိုးတဲ့တန်မိုးထားတယ်ဆိုရင်နနံပပိနတန်ယူစီကိုယ့်ရဲ့နှလုံးထဲမှာမကောင်းတဲ့စိတ်တွေဖြစ်စေနဲ့တဲ့ဘာကြောင့်တိုက်တွန်းရတယ်လဲဆိုရင်နာဟိတံသူလပံဟောတိဒုက္ခံဒုက္ကတာကာရိမဟုတ်တာလုပ်ပြီးကောင်းကျိုးချမ်းသာဆိုတာမရနိုင်ဘူးမကောင်းတာလုပ်ပြီးအကောင်းရမယ်လို့တော့ဘယ်တော့မှမတွက်နဲ့မကောင်းတာလုပ်ရင်မကောင်းတာပဲရမှာပဲကောင်းတာလုပ်မှကောင်းကျိုးရမယ်ဆိုရယ်ကိုယ့်ရင်နဲ့နှလုံးထဲမှာကောင်းတဲ့စိတ်တွေဖြစ်အောင်ကြိုးစားအထောက်ပါတတ္တမကရိယကလျာဏနိစယတံပရာယိကပုံညာနိပရာလောကသမေပဋိဋ္ဌာဟောတိပါနေနာကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေတတ်တဲ့ကုသိုလ်ကောင်းမှုကြိုးစားပြုပါတဲ့ကိုယ်အတိုင်းတာကုသိုလ်ကောင်းမှုပြုတယ်ဆိုတာဟာလူကြီးနေရာမှာကြီးလည်းပြောတာမဟုတ်ဘူးကုသိုလ်ကောင်းမှုတွေကိုအစဉ်ဆက်လိုက်ပြီးတော့ကြည့်လိုက်မယ်ငွေကြေးတနာမပါဘဲနဲ့ကုသိုလ်ဖြစ်တာတွေကများတယ်နော်ငွေကြေးတနာအသုံးချပြီးတော့လှူတဲ့ကုသိုလ်တစ်မျိုးငွေကြေးတနာအသုံးချလို့ရတဲ့ကုသိုလ်တွေမှာတော့ကျောင်းဆောက်လှူတဲ့ကုသိုလ်ဟာအမြတ်ဆုံးအဆောင်ဥပေါ့လေဆောက်ဥဆောက်ပြီးတော့လှူတယ်အများအတွက်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ကဗုဒ္ဓံတရဏံကိသမိဓမ္မံတရဏံမိမိရဲ့ဘဝကိုဖရာကိုအနန္တနဲ့တရားကိုအနန္တနဲ့တန်ခါကိုအနန္တဖရာအဆုံးမတိုင်းနေပါမယ်တရားတိုင်းကျင့်ပါမယ်တန်ခါတွေကိုလှူဒန်းမှုဖြင့်ကုသိုလ်ကောင်းမှုလုပ်ပါမယ်ဆိုဒီတရဏဂုံတီးတဲ့ကုသိုလ်ဟာကျောင်းဆောင်လှူတဲ့ကုသိုလ်တွေမြင့်မားတယ်အဲ့ဒီတဲ့မြင့်မားခြင်းဘာလို့တော့ငါးပါးသီလကိုမကြိုးမပေါမပြောင်းမကြားရအောင်တန်ဖိုးထားပြီးတော့ထိမ့်သိမ်းဆောင်ရှောက်ပါအဲ့ဒီတဲ့ပို့ပြီးတော့ကုသိုလ်ရချင်သေးတယ်ဆိုလို့ရှိရင်မေတ္တာပွားပါမေတ္တာတော့မှဘယ်လောက်ထိအောင်လျှော့စေးပေးထားတော့ဆိုနန္တာတရှူလေးလောက်ပဲဖြစ်အောင်ပွားကြည့်ပါတဲ့နန္တာတရှူဆိုတာတဏခါလေးသွေးထားပြီးတော့လက်လေးတစ်ချောင်းနဲ့တဏခါလေးကောယူပြီးတော့နှာဝကိုတိတ်ပြီးရှူလိုက်တဲ့အချိန်ပိုင်းလေးဟာတစ်စက္ကန့်လေးပဲရှိမှာပေါ့နော်အဲ့ဒီအတိုင်းတာလေးပဲဖြစ်စီတရဝအားလုံးအစဉ်ပြေကြပါစေကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်မှာကိုအများပေါ်မှာမုန်းတီးတဲ့ဒေါသမဖြစ်အောင်အဲ့ဒီအချိန်လေးမှာမေတ္တာပွားပေးပါအဲ့ဒါလောက်ပွားရင်တောင်မှပဲဒီမေတ္တာဘာဝနာကုသိုလ်ဟာခုနကပြောတဲ့တရဏဂုံသီလတဲ့ပိုမြင့်မြတ်သေးတယ်ဒါဖြင့်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုဣစ္ဆရာသင်္ကတမတ္တပိအနိစ္စတိညာဘာဝေတိလက်ဖြစ်တတိအချိန်ပိုင်းလေးဖြစ်ပါစေကိုယ့်ကိုဆင်ញင်သုံးသပ်လိုက်ပါ